ရွှေဆိုင်ကဝန်ထမ်းတွေကိုအငိုက်ဖမ်းလိုက်တဲ့ NEG အခုရက်ပိုင်းတွင်ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေခဲ့တဲ့ Bio File တစ်ခုကတော့ရွှေတွဲလဲငွေတွဲလဲနဲ့တာနာစာဝတ်ဆောင်ဆင်ရင်ထားသူအမျိုးသမီးကြီးတို့ကရွှေဆိုင်ဝန်ထမ်းရှိမှတင်သူမမှာအသိဆောင်လာခဲ့တဲ့ရွှေဆွဲကြိုးတူနဲ့ရွှေဆိုင်ကဆွဲကြိုးစစ်ကိုလဲလှယ်သွားခဲ့တဲ့ Bio File တစ်ခုပဲဖြစ်ပါတယ်။ဒီဖြစ်ရဖြစ်ပွားခဲ့တာကတော့ကိုဝိတင်ဆိတ်ရွှေနာဆိုင်မှာဖြစ်ပြီးတော့ CCTV ကနေပြန်လည်ကြည့်ရှုတဲ့အခါမှာဒီမျိုးသမီးကြီးဆွေဆွဲကြိုးတူနဲ့အစ်စ်လဲသွားခဲ့တဲ့ဖြစ်စဉ်ကိုသိရှိခဲ့ကြတာပါ။ဒီလိုတာနာဆောင်ဝတ်ဆင်လာပြီးတော့ရွှေဆိုင်ကိုလိမ့်လဲသွားသူအမျိုးသမီးကတော့မပန်းဤဆိုသူဖြစ်ပြီးသူမအနေနဲ့ဒီလိုလိမ့်လဲမှုတွေမကြာခဏပြုတ်လေရှိတဲ့သူတယောက်လို့လည်းသိရပါတယ်။ထိုမျိုးသမီးဟာကိုဝိတင်ဆင်ရွှေနာဆိုင်ကိုရွှေရင်ငွေတွေနဲ့အဝတ်စားတွေကိုလည်းတာနာစွာဝတ်ဆင်ကရွှေလာရောက်ဝယ်ယူတဲ့ပုံစံမျိုးနဲ့ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ရောင်စီမာလေးကိုသူမကြိုက်တဲ့ရွှေဆွဲကြိုးထုတ်ပြခိုင်းကစကားတပြောနဲ့အာယုံလေးအစ်စ်ကိုသူမလွယ်အိတ်ထဲထိကသူမအသိယူဆောင်လာတဲ့အတူနဲ့မျက်စိတမိတ်တွင်မှလဲလှယ်ယူသွားခဲ့တာပါပရိသတ်ကြီးတို့ရောဒီဖြစ်ရဲ့ပုံမှာဘလို့ထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်